ဟယ်လိုပါဘော်ဒါတို့ကျမ်းမာရေးကိုငငယ်တွေကလိုက်စားတာထရမ်းဖြစ်နေပြီနော်ဒီနေ့ဗီဒီယိုထဲမှာတော့ကျမ်းမာခြင်းလို့လုပ်နေတာတွေကတချို့ကကိုယ်ဘလို့ထိခိုက်နေစေလဲဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်တာအောင်ပြောပြပေးသွားမှာအဲ့တော့ဘယ်သူနဲ့မြင်တာအောင်ပြရမလဲကလူလိုနေပြီလေစိတ်မပူပါနဲ့ဒီနေ့တဲ့ကျမ်းမာရေးလိုက်စားတဲ့သူတွေကမှကန်ထူးရှင်တယောက်ရွေးထားတယ်ပြိတ္တကြီးကိုနှုတ်ဆက်လိုက်ပါဦးဟိုင်းကဲလာထိုင်ကော်ဖီလေးပါလေးတောက်လိုက်အောင်ရော့ဆိုတာလေးလည်းမောလိုက်အောင်ဒီနေ့ပင်ပန်းမှာဆိုတော့လေဟမ်ဘာပြောတာဘာမှမဟုတ်ပါဘူးတောက်ပြောပါဦးမင်းကကျမ်းမာရေးလိုက်စားရတယ်ဆိုတော့ဘာအလေးချင်းတွေလုံနေရလဲဟဲ့အခုလိုမျိုးတစ်ခုခုစားတောက်ပြီးပြီဆိုရင်လည်းတွားတိုက်ပြီလေတွားညက်ပက်နေရင်မနေတတ်ဘူးဒါဆိုလဲတိုက်ကွာတကယ်တော့မင်းရန်ကောင်းတဲ့ထင်ပြီးတော့ဒီလိုလုပ်လိုက်လို့မင်းရဲ့သွားတွေအမြန်ပိုပျက်စီးရောမှာကွာပြန်လဲကုလို့မရတော့ဘူးဘာလို့လဲဆိုတာပြောပြမယ်ကော်ဖီတို့ဆိုဒါတို့အေးတို့ပြီးတော့ချင်းငံဆက်အစားအစာတွေအဲ့ဒီစားပြီးရင်ကတွင်ထဲမှာအက်ဆစ်ဓာတ်တွေအများများလာလိမ့်မယ်အဲ့ဒီချိန်သွားတွေကိုအပေါ်ကနေကာကွယ်ပေးထားတဲ့ကျွေအလွာလေးကအက်ဆစ်ကြောင့်မလို့ပျော့သွားတာအဲ့ချိန်မှာမင်းကသွားတိုက်ချလိုက်တော့မင်းကိုယ်တိုင်အဲ့ကျွေသားလေးကိုဖျက်ဆီးပလိုက်တယ်လို့ဖြစ်တာဗောကွာပိုဆိုးတာဒီကျွေသားကတစ်ခါပြတ်သွားရင်ပြန်မထွက်တော့ဘူးကုလို့လည်းမရဘူးအရေပြားပေါ်မှာအနာဖြစ်ရင်ပြန်ကောင်းသလိုမျိုးလည်းမကောင်းလာတော့ဘူးစိတ်ဓာတ်မကြပါနဲ့ရော့ပျော်အောင်လို့ ice cream လေးစားလိုက်အေးအဲ့ဒါပဲကွာအေးရာဆဆပူရာဆဆမင်းကသွားကိုတိုက်လွန်းနေတော့ဒီလိုအပူချိန်တွေကနေပြီးတော့ကာကွယ်ပေးမဲ့ကြွေလားမရှိတော့ဘူးလေဒါပေမဲ့ဒီတက်ပုံမစိုးအောင်တော့ fluoride များများပါတယ်သွားတိုက်စိမ့်နဲ့တိုက်ပြီးတော့ထိန်းလို့ရတယ်နောက်ဆိုအစာစားပြီးတနာရီတွင်သွားမတိုက်နဲ့အဲ့တနာရီကပြော့နေတဲ့ကြွေသားတွေပြန်မာလာအောင်စောင့်လိုက်တာမျိုးပေါ့ဘလို့မှမနေနိုင်မထိုင်နိုင်တက်တက်လို့ဖြစ်နေရင်တော့စားပြီးချင်းရိုးရိုးရင်နဲ့ပဲပလုတ်ချင်းလိုက်ဟုတ်ပြီလားကဲမင်းသွားတွေကတော့ထားလိုက်ပါတော့နောက်ထပ်ကျမ်းမာကြီးလိုက်စားထားတာတွေပြောပါဦးဒါတော့တကယ်ကောင်းတဲ့ဟာစီကြောက်တယ်မှာဆိုလို့ရေကိုတစ်နေ့အနည်းဆုံး4လီတာလောက်ကောင်းတောက်တယ်လေမင်းကအားကစားသမားလားမဟုတ်ဘူးအရန်လှုပ်လှုပ်ရှားရှားနေရလို့လားတအားပူတဲ့ရာသီဥတုမှာလှုပ်လှုပ်ရလား no ဟာဒါဆိုမင်းကကလပ်အုပ်ကြီးလားဟမ်ကဲဒီနေ့ရောမင်းတောက်ဖို့တတ်မှတ်ထားတဲ့ပမာဏကပြည့်ပြီလားအော်ဒီအစီအစဉ်မှာကန်တူးရှင်ဖြစ်သွားတော့တောက်ဖို့မေ့နေတာခုတောက်လိုက်အောင်မယ်တဘူးနှစ်ဘူးသုံးဘူးဒါနဲ့ဆို၄ဘူးအေးအဲ့လောက်တောက်နေတာစောစောသေးမယ်လို့ပြောချင်လို့ပြောပြမယ်ပုံမှန်လှုပ်လှုပ်ရှားရှားနေတဲ့အမျိုးသားတစ်ယောက်ကရေကို3.8လီတာအမျိုးသမီးဆိုရင်2.8လီတာထိတောက်လို့ရတယ်လှုပ်ရှားမှုလည်းတိတ်မရှိဘူးအားကစားသမားလည်းမဟုတ်ဝိတ်လည်းတိတ်မများတဲ့မင်းလိုရိုးရိုးလူတစ်ယောက်ကချွေးတဲ့အရင်မထွက်ဘဲနဲ့ဒီလိုရေကိုဆွတ်ဆက်တောက်နေအခက်မသိရင်သေတောင်သေနိုင်တယ်ကွမင်းခန္ဓာကိုယ်ရဲ့ရေတအားဝင်လာတော့ပုံမှန်ရှိတဲ့စားဓာတ်တွေကလိုအပ်ထက်ပိုပြီးတော့ရေနဲ့ဖြောချခံရတယ်လို့ဖြစ်သွားတာအဲ့ဒါကို hyponatremia လို့ခေါ်တယ်ပြီးတော့မင်းကစီးကြောက်မတည်ခြင်းလို့ရေများများတောက်တယ်တာပြောတာပုံမှန်ကြောက်ကတ်တစ်လုံးကတနာရီကိုရေ1လီတာထက်ပိုပြီးတော့လက်မခံနိုင်ဘူးကွဒါထက်ပိုလာရင်ကြောက်ကတ်ကမလိုက်နိုင်တော့လို့ရေတွေကဆဲတွေဝင်လာမယ်ဆဲတွေဖောင်းလာမယ်ခန္ဓာကိုယ်တွေကဘဲဆဲဖောင်းဘေးကကာထားတာတွေကအစီအသားတွေပဲမလို့ကိစ္စတော့တိတ်မရှိဘူးဒါပေမဲ့မင်းရဲ့အုံနောက်ဆဲတွေဖောင်းလာရင်တော့သွားပြီပဲဘာလို့ဆိုမင်းအုံနောက်ဘေးမှာကာထားတာကြီးကဥကောင်းခုံအယိုးကြီးလေအဲ့တော့စဉ်းစားလာကြည့်တော့အဲ့အုံနောက်ကြီးဖောင်းလာရင်ဘေးကအကုံအကျက်ပိတ်ထားတော့ကောင်းပေါက်ထွက်တော့မလို့ပဲအေးအဲ့လိုပဲခေါင်းတွေကြိုက်လာမယ်ခေါင်းမူးမယ်ကြောင်တောင်တွေဖြစ်လာမယ်အခက်မသိရင်မင်းတေးအောင်သိနိုင်တယ်ပြောချင်တာကွာဒီလိုဖြစ်ရမျိုးကအပြင်မှာတော့တကယ်ရှိခဲ့ဘူးရဲ့နော်2009ခုနှစ်တုန်းက Hold Your Wee for a Wee ဆိုတဲ့ရေအများဆုံးတောက်ပြီးရင်ရှူရှူမပေါက်ပဲအောင်ဒါဆို Nintendo Wii ဂိမ်းဆက်ရမယ်ဆိုပြီးတော့ပြိုင်ပွဲတစ်ပွဲရှိခဲ့ဘူးရဲ့အဲ့ပြိုင်ပွဲမှာအမျိုးသမီးတစ်ယောက်က3နာရီအတွင်းမှာရေ9လီတာတောင်တောက်ပြီးအစွမ်းပြခဲ့တာအိမ်လဲရောက်တော့ခုမင်းလိုပဲခေါင်းမှုသတိလစ်ပြီးတော့အဆုံးသွားရေမြများတောက်ချင်တာဆိုရင်တော့စားတတ်ပြန်ဖြစ်တင်းမဲ့ရဲ့ဓစားရည်တို့ပုတ်ကာရီဆွတ်တို့အဲ့ဒါမျိုးလေးတောက်ပေါ့အေးဒါမဲ့ရေပဲတောက်ချင်တာဆိုရင်တော့နည်းနည်းစီတနေကုန်ဖြည်းဖြည်းချင်းတောက်ပေါ့ကွာဟုတ်ပါပြီကြောက်ပါပြီဗျာကဲကျမ်းမအောင်နောက်ပါအလေးချင်းနေလှုပ်သေးလဲပြောတော့မပြောရဲတော့ဘူး
ပြောပရိသတ်ဘက်ကစောင့်နေတာအားမနာဘူးလား အစီအစိမ့်လုံးဝရှောင်းတယ်အသေးရွက်နဲ့အသားတောင်မှအစီမပါတာပဲစားတာ ဟင်ဘာလို့အဲ့လူတွေစားနေတာ ဝိုင်းယောဂဖြစ်မယ်လေပြီးတော့ six pack ထွက်ချင်လို့လည်းပါတယ်ဟဲ့ ဒီလိုဦးကြောင်ကြောင်တွေဘာလို့လုံနေလဲမှတ်တယ်မဟုတ်မဟတ်တွေစားနေတာကို ဟမ် မင်းပြောသလိုအစီများလို့ဝါတာယောဂတွေဖြစ်စေရတော့ဟုတ်တယ်အစီစိတ်နေအရန်စားရင်ဘိုက်ခေါက်ကြီးတွေထွက်လာမယ်အသေးယောဂနှလုံးယောဂသွေးတို့စီးကြိုဒါတွေလည်းဖြစ်နိုင်တော့အစီစိတ်ရှောင်တာမှန်တယ်လို့တော့ရှိရဲကွာဒါပေမဲ့ယာနှုံးပြီးတော့မမှန်နေပြန်ဘူးဘာလို့ဆိုအစီစိတ်ဆိုတာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေကတခုပဲကွာခန္ဓာကိုယ်ရဲ့အရန်အရေးကြီးတဲ့ဟော်မုန်းတွေကကိုလက်စထရောအဆီတွေကနေပြီးတော့အခြေပြုကုန်ကျန်းယူပြီးတော့ထုတ်ထားတာကြားဟော်မုန်းတက်စတိုစတီရုန်းနဲ့မဟော်မုန်းအီစထရိုဂျင်အဲ့ဒါတွေကကိုလက်စထရောကနေပဲထွက်လာတာကွာမင်းအရန်လိုချင်နေတဲ့ကြွက်သားတိဆောက်ဖို့ဆိုအဲ့တက်စတိုစတီရုန်းကလိုတယ်အစီမစားလို့တက်စတိုစတီရုန်းမထွက်တော့ရင် six pack ဆိုတာသူမနဲ့မင်းလိုပဲဘာမှမဆိုင်တော့ဘူးလို့မှတ်ကြံသေးရဲ့ကွာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ဗိုက်တာမင်တချို့ကိုဆက်ယူနိုင်ဖို့လေအစီကလိုပြန်ရောမင်းကိုကွန်းမြင်အောင်ပြောရရင်အုံနောက်ရဲ့60%ကိုအစီတွေနဲ့လှုပ်ထားတာဒါကြောင့်အစီသာလုံးဝမစားဘူးဆိုရင်တော့ဟေးဘရောင်ချင်းသွားမှာပေါ့ကွာအခုတော့ချောင်းနေပြီထင်တယ်နော်အဲ့ကျမ်းမာခြင်းစောနဲ့ဟိုဟာလူတော့မကောင်းဘူးမစားတော့ဘူးဒါကကောင်းတယ်ဒါပဲစားမယ်အဲ့လိုလုံနေအာဟာရချိုးတယ်ပြီးတော့ကိုခံအားနဲလာလိမ့်မယ်စပင်းတွေလည်းကျွတ်အရေပြားတွေလည်း6ကြွက်သားလည်းမရှိနဲ့စောကြည့်ပဲလည်းမဖြစ်နိုင်တော့ဘူးပေါ့စိတ်ကျမ်းမာရေးကိုလည်းထိခိုက်ပြီးတော့စိတ်ကြယောဂါတွေလည်းဖြစ်လာနိုင်သေးတယ်အဲ့တော့ကျမ်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ခြင်းအစာအုပ်စုတွေကိုမျှတအောင်စားတခုတော့ရှိရပြန်ကြော်စီလိုမျိုးတွေတော့လုံးဝရှောင်ပေါ့ okay အခုလိုပြောလို့အစီစားရမယ်ဟာဆိုပြီးတော့ဆွတ်စားမနေနဲ့ဦးနော်ကဲထားပါတော့နောက်ကျမ်းမာရေးဘာကြီးလိုက်စားသေးတယ်ပြောပါအောင် လေ့ကျင့်ခန်းလုပ်တယ် ဘာလေးကျင်ငန်းနေလဲ ဒိုက်ထိုးတယ်အလေးမာတယ် squat ထိုင်တယ် အမေပြင်းထန်တဲ့ဟာတွေပဲကွာတပတ်ဘယ်နှစ်ရက်လောက်လုပ်ဖြစ်လဲ တပတ်9ရက်လုံးလုပ်တယ် 9ရက်မရှိဘူးလား အနာခံမအသာဆန်းရမှာလေကွာလုံးဝမနာဘူးယာ ဒါဆိုဒိုက်ထိုးပြကွာ နင်းနေမောလာလို့ မင်းပြောတော့အနာခံမအသာဆန်းရမှာဆိုမနာနဲ့ဆက်လုပ် မရတော့ဘူး ဆက်လုပ်ပါမနာနဲ့သေတော့မှာပဲဟိုသေနာမှာပဲလေ လာပြန်ပြီ လေးကျင်ငန်းလုပ်တယ်ဆိုတာအလွယ်ပြောရရင်မင်းရဲ့ကြွက်သားတွေကိုထိခိုက်အောင်လုပ်လိုက်တာပေါ့ကွာပြီးရင်ပြန်ကောင်းအောင်ခဏအနာပေးရောမှအရင်ထက်ပိုပြီးတန်မာတဲ့ကြွက်သားတွေဖြစ်လာတာကွာပြီးတော့လေးကျင်ငန်းလုပ်ရင်စွမ်းရည်တွေတုံးသွားလို့လေးကျင်ငန်းလုပ်ပြီးရတဲ့ကုံသွားရဲ့အဲ့စွမ်းရည်တွေကိုပြန်ဖြည့်ဖို့လဲလိုတယ်အဲ့ဒါကိုမင်းကပြင်းထန်တဲ့လေးကျင်ငန်းတွေကိုမနာနဲ့ဆက်လုပ်နေတော့ကြွက်သားကရောင်မင်းပိုရောင်လာမယ်စွမ်းအင်ဖြည့်ချိန်လည်းမရတော့လေးကျင်ငန်းတော့လုပ်ပါရဲ့ကြွက်သားတွေကတန်မာဖို့နေတတာပို့ပြီးတော့အားနေသွားတာပဲထက်ရှိသေးတယ်အလွန်အကျွံလေးကျင်ငန်းတွေလုပ်ရင်ကော်တီဇောလို့ခေါ်တဲ့ဟော်မုန်းတွေများလာတယ်အဲ့ကော်တီဇောတွေများလာရင်အရှိမပြောခဲ့ကြားဟော်မုန်းတက်စတိုစတီရုန်းကိုနည်းစေတော့ကြွက်သားတွေထွက်ရမယ်အစားပြိုကွဲကုန်တာကိုခံအားစနစ်လည်းပျက်စီးသွားပြီးတော့ထိခိုက်ဒဏ်ရာရလွဲမယ်စိတ်ကလည်းမကြည်ညဘက်ဆိုလည်းကောင်းကောင်းအိပ်မပြောတော့ဘူးဒါကို overtraining syndrome လို့ခေါ်တယ်အရန်နေဆိုးသွားရင်တော့ rhabdomyolysis လို့ခေါ်တဲ့ကြွက်သားတွေပြိုကွဲတဲ့ယောဂဖြစ်သွားမှာပေါ့ကွာအဲ့ယောဂဖြစ်တဲ့အခါပြိုကွဲသွားတဲ့ကြွက်သားတွေကနေထွက်လာတဲ့အနေရရှိတဲ့အရာတွေကတိုးရနေတဲ့ဆင်မင်းရဲ့ကြောက်ကက်ကိုရောက်ပြီးတော့ကြောက်ကက်ပြတ်တဲ့အထိကိုဆက်ဖြစ်သွားအဲ့ဒါကြောင့်မလို့ပြင်းထန်တဲ့လေးချိန်ကန်တွေကိုနေ့စဉ်ရက်ဆက်မနာနဲ့လှုပ်နေရင်စောစောကြွမယ်လို့ပြောတာ မကြွားပါရစေနဲ့ ကဲဆက်ပြောကျမ်းမအောင်ဆိုပြီးတော့ဘာတွေလုပ်နေသေးလဲ ဒါတော့မကောင်းတာမဟုတ်ဘူးထင်တာပဲခဏလက်ဆေးရ ဒီတေးမီအေးလေးတွေပြောပါဦးဘယ်အချိန်တွေဆေးလဲဘာနဲ့ဆေးလဲ ဘာပဲကန်ပြီးရင်လက်ဆေးရပိုးတွေသေးအောင်အားပြင်းတဲ့စပ်ပြာနဲ့ကိုရှယ်ပုတ်ပြီးဆေးရ ကဲဒါဆိုမင်းကိုဘေးရင်ဟောလိုက်အောင်မယ်ထစ်ကနေဆိုမင်းခဏဖျားရမလား ဟာဘလို့သိရလဲ သိတာပေါ့ပတ်ဝန်းကျင်မှာလေပိုးမွားတွေကနေရာအနှံ့မှာရှိနေတာအဲ့တော့ပိုးမွားတွေနဲ့ကအမြဲထိတွေ့နေမှာပဲခန္ဓာကိုယ်ထဲကိုပိုးတွေဝင်လာရင်ကိုယ်ခံအားစနစ်ကတိုက်ထုတ်တာဆိုတာမင်းသိရမလားအဲ့လိုတိုက်ထုတ်နိုင်ဖို့ဆိုကိုယ်ခံအားစနစ်ကငငယ်တည်းက training ဆင်းထားဖို့လိုတယ်အားတိုင်းရာတိုင်းလက်ဆေးနေမယ်ဆေးရအောင်မှရိုးမဆေးဘူးအပြင်းစားစက်ပြာကြီးနဲ့အမြဲဆေးရင်အဲ့ပိုးတွေကကိုယ်ခံအားနဲ့အောင်ထိတွေ့ခွင့်မရလိုက်ပဲနဲ့ကိစ္စချောပါအဲ့မှာကိုယ်ခံအား training မစင်းတော့ပဲနဲ့အေးဆေးနှက်နေလိုက်တော့ကြာလဲကြာလာတော့အီဘောလို့ကိုယ်ခံအားကြီးဖြစ်သွားတာပဲဟောတကယ်ပိုးလဲဝင်လာဝိုင်းစော်ထည့်လိုက်တော့မပြော့ကိုယ်ခံအားကြီးများလဲကုန်တာအတုံးယုံပေါ့
တာမန်လူတွေအတွက်ဘာမှမဖြစ်စေတဲ့ဖုံမုံလေးရှူမိရနဲ့နဲ့နှာချီတာနှာဆေးတာရားပြီးအင်မြင်ထတာတွေဖြစ်လာမယ်ရာသီဥတုအပြောင်းလဲလေးဖြစ်တာနဲ့သူများထက်အရင်ဥအောင်ဖျားအောင်ပါအဲ့တော့ဟိုဟာထိလဲဆန်းဆန်းတဲ့ဒီဟာယူလဲဆန်းဆန်းတဲ့အဲ့လိုတွေမဖြစ်ချင်ရင်တော့မတရားတန့်အောင်မနေနဲ့အရန်မညစ်ပတ်ရင်လက်ကိုခဏခဏမစေးနဲ့စေးရင်လည်းတာမန်ဆက်ပြလုံးနဲ့ပဲစေးတော့ကြနူနေအောင်ပဲ ကြောက်ပါပြီလက်ခဏခဏမစေးတော့ပါဘူး ကဲထက်ရှိသေးလားကျမ်းမာကြီးလိုက်စားတာရယ် ကုန်ပါပြီဗျာ ပြီးတော့ကန်တူးရှင်ဘော်ဒါကတော့သူ့ရဲ့မကျမ်းမာရေးလိုက်စားပုံတွေကိုပြောသွားပြီဗျာဘော်ဒါတို့ထဲမှာရောဒီလိုအလေးကျင့်အမှားတွေကိုလုံနေမိရတွေရှိကြရင်ဒီကောင်လိုစောစောမကြွအောင်ပြင်တဲ့နိုင်ပြင်ကြပါအောင်မှတ်ထားတော့ဘယ်ရမစို့တန်ဆေးလွန်ပေးတဲ့ကဲဒီဗီဒီယိုလေးကိုကြိုက်တယ်သဘောကျတယ်နောက်လဲဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအဖြစ်ပြက်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင် channel လေးကို subscribe ခလုတ်လေးနှိပ်ရင်းနဲ့ like လေးပါပေးသွားပါဦး channel လေးအကြောင်းကိုလည်းဘော်ဒါတို့ရဲ့ဘော်ဒါတွေကိုပါလက်တို့ပေးကြပါဦးကဲပြန်တွေ့ကြမယ်ဗျာ